အားလုံးပဲမင်္ဂလာပါဆရာကြီး official channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကနေခုတစ်ခေါက်တင်ဆက်ပေးတော်မယ့်အကြောင်းအရာလေးကတော့အပြင်ကလူတွေမသိနိုင်မကြားနိုင်မမြင်နိုင်ကြတဲ့အင်းစိန်ထောင်ထဲကအချင်းဦးစီးဝန်ထမ်းတွေရဲ့လူဘာဝအနိုင်ကျင့်မှုတွေကိုဖြစ်ရမှန်အဖြစ်စိတ်ဝင်စားဖွယ်တင်ဆက်ပေးတော်မှာပဲဖြစ်ပါတယ်ကဲဆိုတော့ထုံးစံအတိုင်းကျွန်တော်တို့ရဲ့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်လားဗျာဇာတ်လမ်းရဲ့အစမှာတော့ဝေလင်းဆိုတဲ့လူငယ်လေးတစ်ယောက်ဟာဈေးထဲမှာအလုပ်လုပ်ရင်းနဲ့ခိုးကူးကူတွေရောင်းပြီးလို့ထောင်ဒဏ်6လအခြားခံလိုက်ရတာကနေစတာပဲဝေလင်းဟာတနေ့ကုန်ဈေးထဲမှာအလုပ်လုပ်ပြီးညနေပိုင်း9နာရီလောက်ကနေည9နာရီလောက်အထိဈေးထဲမှာတင်ခိုးကူးကွေလေးတွေကိုရောင်းမိတယ်ဗျာအခွေရောင်းရတာကလည်းဒီနေ့ကို2000-3000ရတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဈေးဘိုးလေးတော့ရတာပေါ့ဒါပေမဲ့ကန်ဆိုးကျင်တော့ဒီနေ့မှာစင်ဝိုင်းစားကနာဝေလူကျော်နဲ့ဖြူဖြူကျော်သိန်းတို့ကဥဆောင်ပြီးခိုးကူးကွေတိုက်ဖြတ်ရေးတွေကိုလှုပ်ဆောင်ကြတယ်ဆိုပဲဒီမှာလည်းဝေလေးတယောက်လည်းအဖမ်းခံလိုက်ရပြီးထောင်ဒဏ်6လချမှတ်ခံလိုက်ရတာပေါ့ဗျာအစောစောချင်းတော့ထုံးစံအတိုင်းရဲစခန်းအချုပ်ခန်းထဲမှာနေခဲ့ရပြီးနောက်မှသာအင်းစိန်ထောင်အချုပ်ဆောင်ထဲကိုပို့တာပါအဝေလင်းတို့ကတော့အဲ့ဒီရဲစခန်းကနေအင်းစိန်ထောင်ကိုခေါ်သွားတဲ့အချုပ်ကားပေါ်မှာတင်စပြီးမိုက်ကြီးခွဲခံရပါပြီဖြစ်ပုံကတော့သူတို့ကားပေါ်မှာပါလာတဲ့ထောင်ကြားတဲ့ကနှစ်ကြီးသမားတွေကဖျဲကြတာပါအဲ့ဒီဘဲတွေကထောင်ကြားပြီးသားလူတွေဖြစ်ပြီးအထောင်ထဲမှာတင်နောက်ထပ်အမှုထပ်ဖြစ်လို့နောက်မှုဖွင့်ပြီးရုံးထုတ်လာတာလေဆိုတော့သူတို့နဲ့အတူတူကားပေါ်မှာထိုင်လိုက်ရတာမို့ဝေလင်းတို့လိုအချုပ်သားတစ်တွေခင်ဗျာဘုမသိဘာမသိနဲ့အဖျဲခံလိုက်ရတယ်ဗျာအဲ့ဒီလူတွေကအေးစိန်တောင်ကိုသွားတဲ့နေရာမှာလမ်းကြောင်းရှိတယ်ပေါ့ဒါကြောင့်သူတို့ကိုလမ်းကြောင်းကြီးအနေနဲ့တယောက်ကို9000ပေးရမယ်ဆိုပြီးပြောလာခဲ့တယ်လမ်းကြောင်းကြီးဆိုတာမိတ်ဆွေတို့နားလည်အောင်ပြောရမယ်ဆိုရင်လမ်းမှာအချုပ်သားအစ်တွေကိုဘာမှမဖြစ်အောင်လို့သူတို့ကနေကြည့်ရှုဆောင်ရှောက်ပေးမယ်အဲ့ဒီတော့လည်းကျေးဇူးတည်တတ်တဲ့အနေနဲ့အချုပ်သားအစ်တွေကတယောက်ကို9000ပေးရမယ်လို့ဆိုလိုတာပါအမှန်တမ်းပြောရင်အချုပ်ခန်းကနေအင်းစိန်ထောင်စီကိုသွားတဲ့လမ်းမှာဘာပြဿနာမှမရှိပါဘူးဒါပေမဲ့ဒီလူတွေရဲ့ပုံစံကတန်ချေချင်းနေနဲ့တကယ်လုံးမဲ့ရုပ်တွေဆိုတော့သူတို့ကဖျဲချောက်လေအကျဉ်းသားအစ်တွေကလန့်လေပေါ့ဗျာပြဿနာကသူတို့ဘလောက်ပဲဖျဲချောက်နေပါသေးပတ်စံမရှိတဲ့သူတွေကတော့မပေးနိုင်ကြပါဘူးဒါကြောင့်ထောင်ထဲကလူမိုက်တွေကလည်းအစားပိုင်းတော့ကသူတို့တောင်းတဲ့9000ကနေတဖြည်းဖြည်းနဲ့ဈေးလျှော့လာလိုက်တာနောက်ဆုံးပတ်စံ1000နဲ့ကြာမှာပဲပြည်လဲသွားတယ်ဆိုပါတော့တကယ်တော့အဲ့ဒီတန်ချေချင်းတဲ့ကောင်းတွေကလည်းဘာကောင်းနေမှမဟုတ်ဘူးအထောင်ထဲမှာလည်းသူတို့ကဘောင်းဝင်တဲ့စင်းရင်းထဲမှာတော့မရှိဘူးဗျာအထက်ကသူတို့လှုပ်ရှားတော့တာကအယုတ်ခံတဲ့ခြေချင်းကိုဗန်းပြပြီးအလုံးမိုက်လိုဘာလိုနဲ့အတီပေါကြီးတွေဆွတ်ဖြစ်လိုက်တော့အချုပ်သားအစ်တွေကလည်းလန့်တာပေါ့ငကိုကမှထောင်ထဲကိုသွားလို့အားငယ်နေရတဲ့အထက်ဒီကောင်တွေကလာဖျဲတော့မရှိရှိတာလေးတွေထုတ်ပေးလိုက်ရတာပေါ့ဗျာဒီနေရာမှာထောင်ထဲကိုပတ်စံသွင်းတဲ့အကြောင်းကိုလည်းပြောပြခြင်းပါတယ်မှန်တယ်ပြောရင်ထောင်ထဲမှာပတ်စံအပါဝင်လက်ဝတ်လက်စားတွေဘာမှယူဆောင်ခွင့်မရှိဘူးအချုပ်သားအစ်တွေအနေနဲ့မသိလို့ယူသွားမိရင်လေထောင်ဘူးဝမှာတင်အားလုံးကိုစစ်စစ်ပြီးစရင်အင်းနဲ့တကွတေချာအနှံ့ရပါတယ်ထောင်ဘူးဝဆိုတာထောင်ထဲကိုစဝင်ရတဲ့မိန်းတကားပေါက်ကြီးကိုပြောတာပါဒီနေရာကထောင်ထဲကိုဝင်လာတဲ့အကျဉ်းသားတွေအားလုံးကိုစစ်ဆေးလေရှိပြီးပါလာသမျှပတ်စံတွေနဲ့လက်ဝတ်လက်စားတွေအားလုံးကိုစရင်နဲ့တေချာသိမ့်ပြီးယူသွားတယ်လို့ဆိုတယ်ဒီနေရာမှာတချို့လူတွေကကိုယ့်ရဲ့ပစ္စည်းတွေကိုအကုန်ပြန်ရတတ်ပေမဲ့လုံးဝပြန်မရတဲ့သူတွေလည်းရှိပါတယ်အခုအချုပ်ကားပေါ်မှာပါလာတဲ့ထောင်ကျလူဟောင်းတွေကအဲ့ဒီလိုစစ်ဆေးမှာကိုကောင်းကောင်းသိတယ်လေဒါကြောင့်ပတ်စံတွေကိုပလတ်စတစ်88တွေထည့်ပြီးကျစ်နေအောင်လိမ့်လိုက်ကြတယ်ပြီးတာနဲ့အဲ့ဒီအလိတ်လေးတွေကိုစအိုထဲထည့်လိုက်ပြီးထောင်ထဲကိုသယ်လာကြတာပေါ့တချို့သူတွေကတော့အဲ့ဒီပလတ်စတစ်အလိတ်လေးကိုမျိုးချလာကြတယ်လို့ဆိုတယ်
နောက်နေ့ဝမ်းသွားတဲ့အခါကျမှလေးသွားတဲ့ဂံပလားတွေကနေပြန်ထုတ်ယူရတာပေါ့ဗျာထောင်ထဲမှာပစ္စည်းသွင်းတဲ့နီလန်းတွေကတော့အများကြီးပါပဲအဲ့ဒီနီလန်းတွေကမှစောစောကလို့စိုးတဲ့ထက်သွင်းတဲ့နီလန်းကတော့လူအသုံးအများဆုံးပေါ့ဒါကိုဘူးဝမှာစစ်တဲ့ကောင်တွေကလည်းကောင်းကောင်းသိတယ်ဗျာပြဿနာကအဲ့ဒီစစ်တဲ့ကောင်တွေနဲ့တဲလာတဲ့အကောင်တွေကလက်ဝါးချင်းရိုက်ထားပြီးသားဆိုတော့အရှာဖွေရေးတွေလုပ်ရင်လည်းမဖမ်းမိဘူးပေါ့သူတို့ကပြီးမှတနေရာကိုသွားပြီးဝေချမ်းရေးတွေလုပ်ကြတာပါဝေလင်းတို့လိုအကျဉ်းသားအစ်စ်တွေကတော့ထောင်ထဲကိုရောက်ချင်းအရင်ဆုံးပုံစံခန်းထဲကိုသွားရတယ်အရင်တော့ကခေါ်ပုံစံခန်းဖြစ်ပြီးအခုခေတ်အခေါ်ရတော့လူသစ်ခန်းပေါ့ဘာပဲဖြစ်အဲ့ဒီအခန်းထဲကိုရောက်သွားရင်အားလုံးကိုပုံစံထိုင်နည်းတွေပုံစံသွားနည်းတွေနဲ့အထက်လူကြီးတွေနဲ့တွေ့ရင်တော့ရမယ့်ပုံစံတွေကိုတင်ပြပေးတာပဲသူတို့ကိုပုံစံတင်ပေးတဲ့သူတွေကိုတော့ထောင်အခေါ်ဘာယာတွေလို့ခေါ်ပါတယ်အဲ့ဒီလူတွေကပုံစံပြဝတ်စုံတွေနဲ့ကြမ်းကြမ်းတမ်းတမ်းနေဖြစ်တဲ့အပြင်ရုပ်တွေကလည်းတကယ်ကိုထောင်ရုပ်တွေဗျာထောင်ရုပ်ဆိုတာဂျာနန်ရဆက်တဲ့ပုံစံတွေနဲ့တကယ်ကိုလူဆိုးလူမိုက်ရုပ်ပေါက်နေတဲ့သူတွေကိုပြောတာပါအဲ့ဒီလူတွေကအကျဉ်းသားအစ်ရောက်ပြီဆိုတာနဲ့ပုံစံတွေပေးရင်တလက်စားတဲ့မအိမ်နှမတွေမိုးမအောင်ဆဲဆိုပြီးဖဲချောက်ကြတယ်လို့ဆိုတယ်ဒါကအကြောင်းရှိတယ်ဗျာသူတို့အဲ့ဒီလိုဖဲချောက်ပြီးအကျဉ်းသားအစ်တွေကြောက်လန့်နေပြီဆိုမှတစ်ဖက်လှည့်နဲ့ဘောင်းချဖြတ်လို့ရမှာပါဒီနေရာမှာဘောင်းချဆိုတဲ့အကြောင်းလေးကိုလည်းမိတ်ဆွေတို့နားလည်အောင်ရှင်းပြပါဦးမယ်ထောင်ထဲမှာရေပန်းစားတဲ့ဘောင်းချဆိုတာတကယ်တော့လက်ထိုးရတဲ့ငွေကိုပြောတာပါဥပမာမောင်ဖြူတယောက်ထောင်ကျလာပြီဆိုပါတော့ဒါဆိုရင်အစောကလူတွေကသူ့မှာပတ်စံရှိတာမရှိဘူးလားဆိုတာကိုအရင်ဆုံးအကဲခတ်လိုက်မယ်ပတ်စံရှိတယ်လို့ထင်ရင်တော့သူ့ရဲ့အနားကိုတွားပြီးဒီလိုပုံစံတွေမလုပ်ချင်ဘူးလားမလုပ်ချင်ဘူးဆိုရင်ပေါင်ချဖြတ်လို့ရမယ်ပတ်စံကတော့ဘယ်လောက်ပေးဆိုတဲ့ပုံစံမျိုးပေါ့ဒါဆိုရင်တော့ပေါင်ချဖြတ်လိုက်တဲ့အကျဉ်းသားကတခြားသူတွေလိုပုံစံခန်းထဲမှာအကြာကြီးအဖြစ်ပေးမခံရပဲကိုနေရမယ့်အဆောင်ကိုတွားပြီးအေးအေးဆေးဆေးနှံ့နေလို့ရပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးပတ်စံမပေးနိုင်ဘူးဆိုရင်တော့သူတို့ပညာပြသမျှကိုမျက်စိမှိတ်ပြီးခံပေးရောပဲဝေလင်းတို့ကတော့အခုမှရောက်လာတဲ့အကျဉ်းသားတွေမို့ဘောင်းချတွေဘာတွေဆိုတာကိုလည်းနားမလည်ဘူးလေဒီတော့တခြားအကျဉ်းသားတွေကဘောင်းချဖြတ်ပြီးလို့အခန်းထဲကနေထွက်သွားကြပေမဲ့သူတို့ကတော့အခုချိန်ထိကိုအပြဲခံနေရတော့မှာပို့ဆိုတာကအကျဉ်းသားအစ်စ်တွေကိုစရင်မှတ်တဲ့နေရပဲဒီနေရာမှာမိဘနာမည်တွေနေရာလိပ်စာတွေကိုမေးပြီးကို့အမှုကိုပြောရတယ်ပြောတဲ့နေရာမှာလဲပုံမှန်ဘလောက်တွေဘာတွေမပြောရပဲလူတတ်မှုဆိုရင်လူတတ်မှုမရိမ့်မှုဆိုရင်မရိမ့်မှုလို့ပဲတဲ့တို့ပြောရပါတယ်ဒါကဘာမှခက်ခဲတဲ့ကိစ္စမဟုတ်ပေမဲ့တကယ်လုပ်ရင်အရန်ကိုကြာတာဗျာဘာကြောင့်လဲဆိုရင်စောစောကဖိုက်တာကြီးတွေကအကုန်စွတ်ဖြဲနေတာဆိုတော့တချို့သူတွေဆိုရင်ကို့အဖေနာမည်ကိုပြောတာကိုတော့အထစ်ထစ်ငုံငုံတွေဖြစ်သွားပြီးဘာဖြေလို့ဖြေရမှန်းမသိအောင်နေဖြစ်သွားတတ်ကြတယ်လေအဲ့ဒီလိုဖြစ်ပြီဆိုရင်အဖေကလူတွေကဝိုင်းပြီးအခုပဲထအပ်တတ်တော့မှလို့နဲ့ကျင်းလိုက်မောင်းလိုက်တွေလုပ်နေတော့ပိုဆိုးရောပေါ့ဗျာပြောချင်တာကအကျဉ်းသားအစ်စ်တွေကိုဖျက်ချောင်နေတဲ့ကောင်တွေကလည်းတကယ်တော့အကျဉ်းသားတွေပါပဲဒီကောင်တွေကဘာယာဆိုတဲ့ယာတို့လေးကိုရဖို့အတွက်ထောင်မှုတွေထောင်ပိုင်းတွေထောင်ဝန်ထမ်းတွေနဲ့ပေါင်းပြီးမနှဲလောက်ထားကြတာပါဒီကနေမှတစ်ဆင့်ဘောင်ချရလာပြီဆိုရင်သူ့ရဲ့အထက်ကတန်းစည်းကိုခွဲဝေပေးရတယ်အရင်ခေတ်တုန်းကတော့တန်းစည်းလို့ခေါ်ပြီးအခုခေတ်မှာတော့တကြီးလို့ခေါ်တယ်ဗျာအဲ့ဒီတကြီးကနေမှတစ်ဆင့်ထောင်ဝန်ထမ်းတွေကိုဝေစုပြန်ခွဲပေးတာပါဆိုတော့အစင်းစင်းဒီလိုနည်းနဲ့လှုပ်ရှားနေကြတာမို့ထောင်ဝန်ထမ်းတွေအတွက်တက်ချေကြိုက်တယ်လို့အောက်ခြေကမကြီးခွဲနေတဲ့အကောင်တွေကလည်းအဆင်ပြေတယ်လေဒါပေမဲ့အောက်ခြေကအကောင်တွေကတော့ဘောင်ချပြတ်မဲ့အကျဉ်းသားအစ်စ်တွေအများကြီးရောက်အောင်ရှာဖွေရပါတယ်အကြောင်းကတော့ဘောင်ချဖြတ်တဲ့သူများများရမှအထက်လူကြီးကသဘောကျမှာကိုမဟုတ်လို့ကတော့သူတို့ရဲ့ယာတို့ကလစ်သွားနိုင်တယ်ဗျာဒါကြောင့်သူတို့လည်းအဆင်ပြေအောင်အထက်လူကြီးကိုလည်းမျက်နှာရအောင်ဆိုတဲ့သဘောနဲ့အကျဉ်းသားအစ်စ်တွေကို
စွတ်ပြဲနေတာပါအထက်ကကျွန်တော်ပြောခဲ့သလိုပဲအကိုအဖေနာမည်ကိုတော့အမီးမောက်တက်အောင်မပြောနိုင်တော့ဘူးဆိုရင်ဖားကုံခုန်ခိုင်းတာတွေနဲ့အဘေးမှာပုံစံထိုင်ခိုင်းတာတွေလုပ်ပြီးပညာပြပါတော့တယ်အတော်သေးတာကဝေလင်းကဈေးထဲမှာနေလာခဲ့တဲ့သူဆိုတော့လဲလဲဝဲဝဲရှိတယ်လေဒါကြောင့်သူများတွေလိုမျိုးဖားခုံရတာတွေနဲ့ဘေးထွက်ပြီးပုံစံထိုင်ရတာတွေကိုမလုပ်ရဘူးဆိုပါတော့ဆိုတော့အကျဉ်းသားအသစ်တွေကိုရှယ်မောင်းပြီးပြီဆိုတာနဲ့ဘောင်ချဖြတ်မဲ့သူမရှိတော့ဘူးဆိုတာဒီကောင်တွေသဘောပေါက်သွားကြပြီဒါကြောင့်ကိုနေရမယ့်အချုပ်ဆောင်တွေကိုသွားလို့ရပြီပေါ့အချုပ်ဆောင်တွေကိုလည်းရောက်ရောဘောင်ချကမဖြစ်မနေကိုဖြတ်ဖို့လိုအပ်လာပါပြီအကြောင်းကတော့အချုပ်ဆောင်မကြီးကဟောကန်ကြီးလိုဖြစ်နေပြီးဘောင်ချမဖြတ်တဲ့သူတွေကအခန်းရဲ့အလဲမှာဖြစ်သလိုတိုးဝှေ့ပြီးအိပ်ရတာကြောင့်ပါစဉ်းစားကြည့်ပါအချုပ်သားက900ကျော်လောက်ရှိတာမို့အလဲမှာတိုးဝှေ့ပြီးအိပ်ဖို့ဆိုတာဘယ်လိုမှအဆင်မပြေနိုင်ဘူးလေဘောင်ချဖြတ်တာတဲ့သူဆိုရင်တော့ဘေးတန်းနှစ်တန်းမှာနေရာကောင်းကောင်းလေးနဲ့အိပ်လို့ရပါတယ်ဒါပြင်အခန်းမှာအိမ်သာနှလုံးရှိပြီးအဲ့ဒီအိမ်သာကိုလည်းရိုးရိုးအိမ်သာနဲ့အခန်းသားအိမ်သာရဲ့လို့နှစ်မျိုးခွဲထားတယ်ဗျာရိုးရိုးအိမ်သာဆိုတာအားလုံးသိတဲ့အတိုင်းပတ်စံမတက်နိုင်တဲ့သူတွေဘောင်ချမဖြတ်နိုင်တဲ့ကောင်တွေအတင်းတိုးဝှေ့ပြီးသွားရတာဖြစ်ပြီးအခန်းသားအိမ်သာကတော့ဘောင်ချဖြတ်ထားတဲ့သူတွေပဲတီးတန့်သွားလာရတာပါအိမ်သာသွားတဲ့နေရာမှာလဲတကြီးကဘောင်ချမဖြတ်တဲ့သူတွေကိုအခန်းသားအိမ်သာမတက်ဖို့အတွက်ပြင်းပြင်းထန်ထန်ကိုတားမြစ်ထားတယ်တကယ်လို့မလိုက်နာပဲခိုးပြီးတက်မယ်ဆိုရင်တော့အဲ့ဒီကောင်သေဖို့သာပြင်ထားပြီးတော့ပဲဒီမှာတဲ့ဝေလင်းကလည်းဘောင်ချမဖြတ်လို့မဖြစ်တော့ဘူးဆိုတာကိုသိလိုက်ရပါတယ်ဒါကြောင့်အိမ်ကိုလှမ်းမလိုက်ပြီးအနှင်းစီလမ်းထဲမှာရှိတဲ့ဘယ်ထောင်မှုရဲ့အိမ်ကိုပတ်စံဘလောက်သွားပေးလိုက်ပါဆိုပြီးမှားလိုက်ရတာပေါ့အတိအကျပြောရရင်တော့ဘေးတန်းမှာအိပ်ဖို့အတွက်ပတ်စံ1000ခွဲပေးရပြီအလုံးထွက်ပြီးမလုံးချင်ဘူးဆိုရင်တော့ပတ်စံ2000ပေးရတယ်ဗျာဆိုတော့အိပ်ဖို့နဲ့အလုံးမလုံးဖို့အတွက်တင်ပတ်စံ3000ခွဲလောက်ကုန်သွားပါပြီဒါကအပြီးစီးမဟုတ်သေးဘူးအဝေလင်းတို့ကအခုမှအမှုစစ်ဆေးနေတယ်အမိန်မချရသေးတဲ့ကာလတွေမို့အချုပ်သားအနေနဲ့ပဲရှိသေးပြီးအချုပ်ဆောင်မှာနေရာတော့မှပေးရခံရတာတွေပါတကယ်လို့အချုပ်ဆောင်ကနေထောင်ကြပြီးထောင်ကြတောင်ကိုရောက်သွားပြီဆိုရင်တော့နောက်တစ်ချိန်ထပ်ပြီးဘောင်ချဖြတ်ရပါတယ်ဒါကဘောင်ချသမားတွေရဲ့အနေအထားဖြစ်ပြီးဘောင်ချမဖြတ်နိုင်တဲ့လူတွေရဲ့ဒုက္ခကလည်းမသေးပါဘူးအဲ့ဒီဘောင်ချမဖြတ်နိုင်တဲ့သူတွေကမနေ့မိုးလင်းတာနဲ့အလုတ်ထွက်လို့ရသလိုမနက်စာကိုလည်း10နာရီလောက်မှစားကြရတယ်အစားတဲ့နေရာမှာလည်းအိမ်ကနေထောင်ဝင်စားမလာနိုင်ကြတာမို့အထောင်ကကျွေးတဲ့ပုံစံငပိနဲ့တီးရွက်ဟင်းရည်တာတာဘောဟင်းကိုပဲစားကြရတာပါပုံစံငပိဆိုတာမှုတ်တက်နေတဲ့ငပိစိမ့်ညိုပိုးပုတ်ကြီးတွေမို့အဲ့ဒါတွေကိုစားတဲ့အကျဉ်းသားအများစုကဝဲတွေပေါက်လာကြတာများပါတယ်ဒါအပြင်အိမ်ရင်လည်းအများကြားထဲမှာတိုးဝှေ့ပြီးညက်တက်နေအောင်အိပ်ရတော့ဘယ်အဆင်ပြေပါမလဲတချို့ဆိုရင်အိပ်စရာနေရာကအရန်ကိုကြက်လွန်းလို့ပက်လက်လှဲပြီးမအိပ်နိုင်ပဲဘေးတစ်ဆောင်အိပ်ရတဲ့အထိကိုအခြေအနေဆိုးတယ်ဗျာတော်သေးတာကဝေလင်းကအိမ်ကိုဘောင်ချဖြတ်ခိုင်းထားလို့သာဘေးတန်းမှာအိပ်ရပြီးတက်တက်တာတာနေထိုင်ရတာပါဒီလိုနဲ့သူလည်းအချုပ်ခန်းမှာနေပြီးတိတ်မကြခင်မှာပဲအမှုကိုတရားရုံးကနေအမိန့်ချလိုက်တာကြောင့်ထောင်ကျဆောင်ဘက်ကိုပြောင်းလာရပြီပေါ့အထက်ကကျွန်တော်ပြောခဲ့သလိုပဲအစောစောကဘောင်ချဖြတ်ထားတာတွေဟာအချုပ်ဆောင်နဲ့ပဲတက်ဆိုင်တာဖြစ်ပြီးထောင်ကျဆောင်နဲ့လုံးဝမတက်ဆိုင်ပါဘူးဒါကြောင့်ထောင်ကျဆောင်ကိုရောက်ရောက်ချင်းထောင်မှာရှိတဲ့ဘဲကြီးတွေကအချုပ်ဆောင်မှာတုန်းကလိုမျိုးပဲဝိုင်းဖြဲကြပြန်ပါတယ်ဒါကြောင့်သူကလည်းအောက်ကလူတွေစီဘောင်ချမဖြတ်တော့ပဲအထက်ကလူအကောင်ကြီးကြီးစီမှာလိုင်းဝင်မိလိုက်တယ်ဗျာလိုင်းဝင်နေဆိုတာကလည်းအိမ်ကိုပြောလိုက်ရုံပဲအိမ်ကသူ့ဘာသာသူလက်ဆောင်ပစ္စည်းတွေနဲ့ငွေတွေကိုယူသွားပြီးအချင်းဦးသေးကထိပ်ပိုင်းအရာရှိကြီးတီကိုလိုင်းဝင်လိုက်တာပါကျတနာကသူကတခါတည်းအေးစစ်စစ်ဖြစ်သွားအောင်လို့ထိပ်ပိုင်းအကြီးကဲစီကိုလိုင်းဝင်လိုက်ပြီမဲ့ကျတနာကဒီလောက်နဲ့မပြီးသေးတာပဲဖြစ်ပုံကတော့သူလိုင်းဝင်လိုက်တဲ့အကောင်ကြီးဆိုတာထောင်ထဲအထိကိုတကူတကလာပြီးစောင့်ရှောက်မပေးနိုင်ဘူးလေသူလုတ်ပေးနိုင်တဲ့တစ်ခုကအထက်ကနေထောင်မှုတယောက်ကိုဖုံးဆက်ပြီးအခန်းပလောက်မှာရှိတဲ့အကျဉ်းသားဘသူကိုစောင့်ရှောက်ပေးလိုက်ပါဆိုပြီးတော့ပဲဖုံးဆက်လိုက်တာပါ
ဒီတော့ထောင်မှုနဲ့သူ့ရဲ့တပည့်တကြီးတို့အုပ်စုကလည်းအထက်လူကြီးရဲ့အမိန့်ကိုမလွန်ဆန်နိုင်တော့ဝေလင်းကိုကောင်းကောင်းမွန်မွန်ပဲစောင့်ရှောက်ပေးရတာပေါ့ဒါပေမဲ့သူတို့ကအထက်အမိန့်ကိုမလွန်ဆန်နိုင်လို့သာစောင့်ရှောက်ပေးရတာပတ်စံကတော့တပြားမှမရဘူးလေဘာပဲပြောသူတို့အတွက်ဒီကိစ္စကနစ်နာတယ်ဗျာဒါကြောင့်တကြီးကိုယ်တိုင်သူ့တီရောက်လာပြီးအထက်လူကြီးစီမှာလိုင်းဝင်ထားတာမှန်ပေမဲ့သူ့စီကထောင်မှုကိုလည်းပေးတဲ့ကမ်းတဲ့အကြောင်းကိုတိုးတိုးတိတ်တိတ်လာပြောပါတော့တယ်ဒီနေရာမှာပြောချင်တာကအထောင်ထဲမှာထောင်မှုဆိုတဲ့အနေအထားကနဲတဲ့ပါဝါမဟုတ်ဘူးအကျဉ်းသားတယောက်ကိုဒုက္ခပေးခြင်းပြီဆိုရင်နီလန်မျိုးစုံနဲ့ဒုက္ခပေးနိုင်တဲ့အနေအထားမှာရှိပါတယ်အခုသူတစ်ဘက်ကိုယ်တိုင်လိုင်းဝင်ဖို့လာပြီးပြောပြီးဆိုမှတော့ဝေလင်းအနေနဲ့ကလည်းမဖြစ်မနေကိုပေါင်ချဖြတ်ဖို့လိုပြီပေါ့ဟုတ်ပါတယ်သူကအရာရှိကြီးဒီမှာလိုင်းဝင်ထားပေမဲ့နေရထားကိုလည်းကြောက်ရသေးတယ်ဒါပြင်သူ့အနေနဲ့ထောင်မှုသူကိုလိုင်းထပ်ဝင်လိုက်တယ်ဆိုရင်အသီးသန့်တိုက်မှာထားပေမဲ့လို့ပြောတာမို့ဘာပဲဖြစ်ဖြစ်တန်တယ်လို့ပဲပြောရမှာပေါ့ဗျာဆိုတော့ဝေလင်းတယောက်ဒီလိုပုံစံမျိုးနဲ့ပဲသီးသန့်တိုက်ဘက်ကိုရောက်လာပြီးတက်တက်တာတာနဲ့နေထိုင်ရပြီပေါ့ဒါကသူ့အနေနဲ့ပေးနိုင်ကမ်းနိုင်လို့သာဒီလိုနေရာကိုရောက်လာရတာပါမဟုတ်လို့ကတော့ထောင်ကြတောင်မှနေရပြီးစုပ်ပြတ်နေအောင်ကိုအပြင်းခံရမှာဗျာထောင်ထဲမှာတက်တက်တာတာနေထိုင်ခြင်းနဲ့ဆိုရင်အချက်နှစ်ချက်ကိုလိုအပ်ပါတယ်ပထမတစ်ချက်ကတော့ပတ်စံရှိရမှာဖြစ်ပြီးဒုတိယအချက်ကတော့မိုက်ကုံရှိရပါမယ်မိုက်ကုံဆိုတာကလည်းထောင်ထဲမှာအတော်စကားပြောတယ်ဗျာအများသောအားဖြင့်အပြင်မှာတော့မိုက်ပါတယ်ဆိုတဲ့ကောင်တွေကထောင်ထဲကိုရောက်သွားရင်အပိုးကျိုးသွားကြတာကများပါတယ်ထောင်ဆိုတာမျိုးကစဝင်လိုက်ပြီဆိုတာနဲ့ဒါမင်းအမေလင်းအိမ်မဟုတ်ဘူးဆိုတာကနေစလာတာလေဒီတော့ထောင်ထဲမှာမိုက်တယ်ဆိုတဲ့ကောင်တွေကသေမထူးနေမထူးကောင်တွေများပြီးအနောက်ထပ်လူတက်မှုဖြစ်ရမှာလဲဝင်မလေးသလိုတိုက်ပိတ်ခံရမှာကိုလည်းမကြောက်တတ်ကြပါဘူးဒီတော့သူတို့နဲ့ရှင်ပြီးမိုက်ဖို့ဆိုတာဘယ်လွယ်လိမ့်မလဲဗျာထောင်ထဲမှာအဲ့ဒီလိုဇာကောင်းကောင်းနဲ့မိုက်ကုံရှိလာပြီဆိုရင်တော့အဲ့ဒီကောင်ကိုထောင်မှုတွေနဲ့ထောင်ဝန်ထမ်းတွေကလက်သက်မွေးလိုက်ကြတယ်ပြီးမှတကြီးတို့ဘာရတို့ယာတို့တွေခန့်ထားပြီးအကျဉ်းသားတွေကိုတဆင့်ပြန်ပြီးအုပ်ချုပ်ခိုင်းတာပေါ့ပြောရင်စောစောကမိုက်ကန်နေတဲ့ကောင်တွေကလည်းဒီလိုအခွင့်အရေးမျိုးကိုပဲမျှော်လင့်နေတာပါသူတို့အနေနဲ့ကဒီလိုယာတို့လေးကိုရမှအနေစားချောင်မှာဖြစ်တယ်လို့အထက်လူကြီးတွေကလည်းမျက်နှာသာပေးကြပါလေဒါကြောင့်ရတဲ့ယာတို့လေးကိုမြင်အောင်လို့အကျဉ်းသားတွေကိုကြောက်ခဲအစီညစ်တယ်လို့ညှစ်ပြီးပတ်စံမထွက်အောင်လုပ်ကြခိုင်းကြတယ်ဆိုတော့အောက်ကအကျဉ်းသားမျက်နှာမွေးတွေခင်ဗျာကြောကော့နေအောင်ကိုခံကြရတာပေါ့ဗျာအနောက်ပြီးမိုက်ကုံတိတ်မရှိပေမဲ့ထောင်ဝန်ထမ်းတွေလက်သက်မွေးထားတဲ့လူရှုပ်တွေဆိုတာကလည်းရှိပါသေးတယ်သူတို့ကတော့ထောင်ထဲမှာဖြစ်ပျက်နေတဲ့သတင်းတွေကိုလေးလာစုံစမ်းခိုင်းတာပါအများသောအားဖြင့်အဲ့ဒီလိုလူတွေကိုနိုင်ငံရေးမှုနဲ့ကြာလာတဲ့ထောင်သားတွေကိုစောင့်ကြည့်ခံကြတာများပါတယ်ဒီတော့အဲ့ဒီကောင်တွေကအကျဉ်းသားတွေနဲ့ရောနှောနေထိုင်ရင်သူတို့စီကရလာတဲ့သတင်းအချက်လက်တွေကိုထောင်မှုထောင်ပိုင်နေစီပြန်ပို့ပြီးအနေအစားချောင်နေကြတာပေါ့ဒါကထောင်ထဲမှာအနေအစားချောင်ခြင်းရင်လုပ်ကိုလုပ်ရမယ်အထာရတာတွေပါပဲအခုဝေလင်းကတော့ပတ်စံရဲ့ကောင်းမှုကြောင့်တီးတန်းတိုက်မှာနေရပြီးအပြင်ဘုတ်ကိုလည်းထွက်လို့ရပါပြီအပြင်ဘုတ်ဆိုတာထောင်အုပ်ရိုးနဲ့ဝန်ထမ်းအိမ်ယာကြားထဲမှာရှိတဲ့အလောက်ခွင်ကိုပြောတာပါပြဿနာကတီးတန်းတိုက်ဘက်ကိုရောက်တော့လဲဘောင်းချထပ်ဖွင့်ရတာပဲဘောင်းချတွေဆိုတာအစစ်စစ်ရှိပြီးပထမအဆင့်ရဲအချုပ်မှာကလေးကပတ်စံပေးရတယ်လို့ထောင်တွေအချုပ်ဆောင်ကိုရောက်တော့လဲပတ်စံထပ်ပေးရတယ်အဲ့ဒီထောင်တွေအချုပ်ဆောင်ကနေအကြားဆောင်ဘက်ကိုရောက်တော့နောက်တစ်ချိန်ထပ်ပေးရပြီးအကြားဆောင်ကနေမှတစ်ဆင့်တီးတန်းတိုက်ဘက်ကိုရောက်အောင်လဲပတ်စံထပ်ပေးရပြန်ပါတယ်အဲ့ဒီပတ်စံကအတီးတန်းအဆောင်ကိုရောက်ပြီဆိုတာနဲ့သူ့ရဲ့ခန္ဓာကပြီးသွားပြီအသေးသက်ထောင်မှာနေဖို့ထိုင်ဖို့နဲ့တက်တက်တာတာအလုပ်လုပ်ရဖို့ကိုဘောင်းချထပ်ဖြစ်ရတယ်ဗျာမဟုတ်လို့ကတော့တီးတန်းထောင်ဘက်ကိုရောက်ပြီးမှအပြင်ဘက်ကိုထွက်တဲ့အချိန်မှာပင်မနဲ့အလုပ်တွေကိုလုပ်ကန်ရနိုင်ပါတယ်ဥပမာအနေနဲ့ပြောရရင်အသေးသက်ထောင်မှာနေပြီးဘောင်းချဖွင့်ထားတဲ့သူတွေဆိုရင်သူတို့လုပ်ရတဲ့အလုပ်ကအမျက်ပင်လေးတွေကိုတပင်ချင်းနှုတ်ရတာဖြစ်ပြီးဘောင်းချမပြတ်တဲ့သူတွေကတော့ကြီးမားတဲ့ဒလိန်ထုံးကြီးတွေကိုလူအင်အားနဲ့ဝိုင်းတွင်ရတဲ့အလုပ်မျိုးတွေလောက်ကန်ရတာပါပြီးတော့ညအိတ်တဲ့အခါမှာဆိုရင်လဲဘောင်းချဖြတ်ထားတဲ့သူတွေကအေးအေးဆေးဆေးအိပ်ရပြီးဘောင်းချမဖြတ်တဲ့သူတွေကကင်းဆောင်ရပါတယ်သူတို့ကင်းဆောင်တဲ့အချိန်ကတော့ည9:00 နာရီကနေ
17ထိဒီဇိုင်းဖြစ်ပြီးည17နာရီကနေတနာရီအထိကတော့နောက်ထပ်ဒီဇိုင်းပေါ့အကန်ကောင်းတဲ့ဝေလင်းကတော့အင်္ဂါမရှိမဲ့ပတ်စံလေးနဲ့လိုင်းဝင်ပေးထားလို့ဒီလိုအလုပ်မျိုးတွေကိုလုပ်เสียမလို့လိုက်ဘူးဒီနေရာမှာပြောစရာရှိတာကအကိုကအထက်လူကြီးပိုင်းကိုလိုင်းဝင်ပြီးသားဆိုပြီးတော့အဖားရတွေကိုဂလန်ကဆန်လုံးလို့မရဘူးအဲ့ဒီလိုဂလန်ကဆန်လုံးလိုက်လို့ကတော့အကြောင်းမရှိအကြောင်းရှာပြီးထောင်ကြဆောင်တွေကိုပြန်ထည့်ခံရမှာပဲဥပမာဝေလင်းကဒီမှာထပ်ပြီးလိုင်းမဝင်လိုက်ဘူးဆိုပါတော့ဒါဆိုရင်တကြီးကနေသူ့ကိုဒီကောင်ကစိတ်မချရဘူးထွဲပြနိုင်တဲ့ဘာညာဆိုပြီးခြုံလိုက်ရင်အချက်ချင်းပဲထောင်ကြဆောင်တွေကိုပြန်ပို့ခံရပြီးစင်စင်ရဲရဲနဲ့နေထိုင်ရတော့မှာပါအဲ့ဒီလိုအထဲကိုပြန်ပို့ခံလိုက်ရပြီဆိုတာနဲ့ဘောင်ချဖြတ်ထားတာတွေအားလုံးပြတ်သွားပါပြီဆိုတော့တီးသန့်ထောင်ကိုရောက်ဖို့အစကနေအဆုံးအထိလိုင်းပြန်ဝင်ရမှာပေါ့ဒါမျိုးကိုသူတို့ထောင်အခေါ်ရတော့ဘောင်ချရေးဆိုတယ်လို့ခေါ်တယ်ဆိုတော့ဝေလင်းအနေနဲ့ကလည်းဒီအထိရောက်အောင်ခက်ရခက်စစ်လှုပ်လာပြီးမှတော့ဘောင်ချကိုရေးဆိုမခံနိုင်တော့ဘူးလေဒါကြောင့်သူတို့တောင်းတဲ့ပတ်စံကိုကြိတ်မိတ်ပြီးပေးလိုက်ရတာပေါ့ဗျာအမှန်တမ်းပြောရင်အပြင်ပုတ်ဆိုတဲ့နေရာကိုဝန်ထမ်းတွေကလည်းအရန်ကြိုက်တာဗျာအကြောင်းကတော့အပြင်ပုတ်မှာနှစ်ကြီးသမားတွေတိတ်မရှိတဲ့ပြင်ဝင်ငွေကလည်းအရန်ကိုများပြားတာကြောင့်ပဲသူတို့အပြင်ပုတ်မှာကအလုံးသုံးရှိရင်တနစ်သမားတွေပဲရှိကြတော့အကျဉ်းသားတွေကဝင်လိုက်ထွက်လိုက်နဲ့ဖြစ်နေကြတာပေါ့အဲဒီလိုဝင်လိုက်ထွက်လိုက်ဖြစ်လေအကျဉ်းထောင်ဝန်ထမ်းတွေကလည်းသဘောကျလေပေါ့ဗျာဒါအပြင်ပြင်ပုတ်မှာကသက်ဆိုင်ရာမိသားစုတွေအနေနဲ့ထောင်ဝင်သားလာတွေးဖို့ဆိုတာအရန်ကိုလွယ်ကူတယ်တချို့ဆိုရင်တနေ့တစ်ခေါက်ပုံမှန်လာပြီးကိုထောင်ဝင်သားတွေးကြတယ်ဆိုပဲအဲဒီလိုထောင်ဝင်သားလာတွေးပြီဆိုရင်ဝင်တဲ့အတွက်ဆိုပြီးပတ်စံ2000ပေးရတယ်ဗျာစဉ်းစားကြည့်ပါအကျဉ်းသားတယောက်ထောင်ဝင်သားလာတွေးပြီဆိုရင်သူတို့အတွက်ပတ်စံ2000ကအလကားနေရင်းနဲ့ရနေတာလေဒီနေ့ဒီလိုထောင်ဝင်သားလာတွေးတဲ့သူတွေကနဲမှမနေပဲကိုဆိုတော့ပြောရရင်အင်းစိန်ထောင်ဆိုတာငွေထုတ်ဆက်အသေးစားလေးတို့ကိုဖြစ်နေတာပေါ့ဗျာဝေလင်းကတော့အထက်မှာပြောခဲ့သလိုပဲအားလုံးကိုပေးကမ်းထားပြီးသားမို့သူ့အတွက်ဆင်းပြေလာသလိုအထောင်ကျနေတာကိုလည်းနည်းနည်းလေးအသားကျလာပြီဒါကြောင့်ကိုအလုပ်လေးနဲ့ကိုအေးအေးဆေးဆေးလုပ်နေတော့အယုတ်ရဲ့ကန်ဆိုးမှုတစ်ခုနဲ့ကြုံလိုက်ရပါလေရောလားဖြစ်ပုံကတော့အကျဉ်းသားတွေကပြဿနာတက်တာမဟုတ်ပဲဝင်တဲ့အချင်းချင်းနေရာလူးကြတာကနေစတာပဲရင်တော့ကဝေလင်းတို့ရဲ့အပြင်ဘုတ်ကိုကင်တဲ့ဝန်ထမ်းကတတ်ရှိတယ်လေဖြစ်ချင်တော့အဲ့ဒီဝန်ထမ်းရဲ့နေရာကိုတခြားဝန်ထမ်းတယောက်ကလိုချင်တာမို့အထက်ကထောင်ပေါင်ကြီးလာတဲ့အချိန်တိုင်းဝေလင်းတို့ဘုတ်ကိုကင်နေတဲ့ဝန်ထမ်းကိုမကောင်းပြောတာပေါ့အစားကတော့လူကြီးတွေအနေနဲ့ဒီကိစ္စကိုဘာမှမပြောဘူးဒါပေမဲ့ဒီနေ့မှာတော့ဝေလင်းရဲ့ဘုတ်ကန်ဝန်ထမ်းကညမဆောင်နိုင်ဘူးဆိုပဲအမှန်ကတော့ဝန်ထမ်းတွေအနေနဲ့ညမဆောင်ဘူးဆိုတာထုံးစံလိုမျိုးဖြစ်နေတာမို့ဘာမှပြဿနာမရှိတာဘူးဖြစ်ကျင်တော့အကွက်ချောင်းပြီးနေရာလူကျင်တဲ့ကောင်ကအသူညမဆောင်တဲ့ကိစ္စကိုအထက်လူကြီးတွေတိုင်လိုက်တာမို့အပြင်ဘုတ်ကိုမထွက်ရတော့ပဲတီးသန့်ထောင်ထဲမှာတင်နေလိုက်ရတော့တာပေါ့ပြဿနာကအသူဘာသာသူအထဲမှာနေရတာပြဿနာမရှိပေမဲ့ဝေလင်းတို့လိုအကျဉ်းသားတွေကပါမထွက်ရတော့ဘူးဆိုတော့အကုန်တိုင်ပတ်ရောပေါ့အပြင်မထွက်ရတော့ဘူးဆိုရင်မိသားစုနဲ့လွတ်လွတ်လပ်လပ်တိုးခွင့်မရသလိုအစားစရာတောက်စရာတွေနဲ့အသုံးဆောင်ပစ္စည်းတွေအားလုံးကိုလည်းယူလို့မရတော့ဘူးလေဘာကြောင့်လဲဆိုရင်အဲ့ဒီဟာတွေအားလုံးကအပြင်မှာပဲထားခဲ့တာကိုဗျာဆိုတော့ဒီကိစ္စကိုထောင်ပန်ကြီးစီတင်ပြတော့အဘဲကြီးကဦးကြောင်ကြောင်နေလုံနေသေးတယ်အနောက်မှာအဝေလေးအပြင်တခြားအကျဉ်းသားတွေကပါဝိုင်းပြောမှသာအပြင်မှာကြံခဲ့တဲ့ပစ္စည်းတွေကိုယူဆောင်ခွင့်ရထားတာပါပြဿနာကသူတို့ဝန်ထမ်းကြီးဖြစ်တဲ့ကိစ္စမှာမစီမဆိုင်ဂျားညက်သွားတာကတော့အကျဉ်းသားတွေပဲအဲ့ဒီနေ့တုန်းကဆိုရင်အပြင်ဘုတ်အကျဉ်းသားတွေကိုပညာပြတဲ့အနေနဲ့တခြားဝန်ထမ်းတွေရောက်ချလာပြီးအားလုံးကိုအုပ်ဖုတ်တဲ့နေရာစီခေါ်ချသွားလိုက်တယ်ဖြစ်ကျင်တော့သူတို့ကိုလာခေါ်တဲ့ဝန်ထမ်းတွေကတက်ကနေပြောင်းလာတဲ့ကောင်တွေဖြစ်နေတာပဲအဲ့ဒီခေတ်ကာလတွေတုန်းကအကျဉ်းထောင်အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကိုတက်ကလူတွေပြောင်းလာပြီးယာရုအမျိုးမျိုးနဲ့တာဝန်ထမ်းဆောင်နေတဲ့ကာလတွေပါပြောရရင်တက်ကလာတဲ့ကောင်တွေဆိုတာမိတ်ဆွေတို့အားလုံးသိတဲ့အတိုင်းပဲတကောင်အမောက်ကိုထောင်ကျိုးတဲ့ကောင်တွေမပါတော့အကျဉ်းထောင်တရေဝန်ထမ်းနေနဲ့လဲအတွင်းကျိတ်ပြဿနာတွေဖြစ်ကြတာမနေမနှောပဲအဆောင်နဲ့မဆိုင်ပေမဲ့အချောင်းစမ်းမီတို့ပြောရရင်
မြန်မာနိုင်ငံရဲ့ထောင်လောကမှာအုပ်ချုပ်ရေးပိုင်းအရန်ကိုကျွမ်းကျင်တဲ့ထောင်ပိုင်ကြီးတူရှိခဲ့ပူပါတယ်သူကတော့မိတ်ဆွေတို့အားလုံးကြားဘူးနေကြဖြစ်တဲ့ထောင်ပိုင်ကြီးမဘွေးစိန်သေးပဲပေါ့အဲ့ဒီထောင်ပိုင်ကြီးခင်ဗျာသူ့ဘာသာသူအချင်းထောင်ကိုအုပ်ချုပ်နေတော့မှာပဲတက်ကကောင်တွေကယာရုအမျိုးမျိုးနဲ့ရောက်လာပြီးဂျုံမှွေကြတာနဲ့တင်အလောက်ကနေထွက်လိုက်ရတဲ့အနေအထားတွေဖြစ်သွားခဲ့ဘူးတယ်ဒါအပြင်စာရေးဆရာကြီးထောင်မှုကြီးသိန်းဝင်းဆိုရင်လေကိုတောင်ကိုခြေပေါ်အောင်ထမ်းဆောင်နေတော့မှာဒီကောင်တွေရဲ့ပျောကကြောင့်အလောက်ကနေထွက်လိုက်ရတဲ့အထိဖြစ်ခဲ့ဘူးတယ်ဗျာဒါကအလင်းသိန်းလို့ပြောပြတာဖြစ်ပြီးအခုစာအုပ်နဲ့တော့မဆိုင်ပါဘူးမိတ်ဆွေတို့စိတ်ဝင်စားတဲ့ဆိုရင်တော့အဲ့ဒီအကြောင်းအရာတွေကိုနောက်အလင်းသိန်းရင်တီးတန့်တင်ဆက်ပေးနိုင်အောင်စူးစမ်းပေးပါမယ်ဆိုတော့ဇာလန်လေးကိုပြန်ဆက်ရမယ်ဆိုရင်တက်ကနေပြောင်းလာတဲ့အချင်းသားတွေကမစီမဆိုင်ဝယ်လင်းတို့ကိုခေါ်ထုတ်သွားပြီးပညာပြတဲ့အနေနဲ့အုပ်တွေကိုဖုတ်ခိုင်းကြတယ်အဲ့ဒီအုပ်ဖုတ်တဲ့နေရာကကြောင်ကြတာမို့ဘယ်စစ်စေးရေးမှမလားသလိုဒီမှာဘာတွေဖြစ်နေတယ်ဆိုတာကိုလည်းဘယ်သူမှမသိနိုင်ကြဘူးအချင်းသားတွေကိုအဲ့ဒီလိုခိုင်းပြီးဒီကောင်တွေကဘာလုပ်နေကြတာလဲဆိုရင်အတဲလေးတစ်ခုထဲမှာစုပ်ပြီးအရက်တောက်နေကြတာဗျာအဲဒီတော့မူးမူးနဲ့ခိုင်းလိုက်ဆွဲလိုက်ဆိုလိုက်နဲ့ဆိုတော့အချင်းသားတွေခင်ဗျာဤစိတ်နေအောင်ကိုခံကြရတာပေါ့ဗျာဒါအပြင်အဲ့ဒီအုပ်ဖို့လို့ရလာတဲ့ငွေတွေကိုသူတို့ဘာသာရောင်းပြီးဝေချမ်းရေးတွေလောက်ကြတယ်လို့ဆိုတယ်အချင်းသားတွေရဲ့လောအားကတော့ဖရီးဖြစ်သွားတာပေါ့အနောက်တော့ဝယ်လင်းကလည်းဓမ္မခံနိုင်တာနဲ့သူလိုင်းဝင်ထားတဲ့အကောင့်ခက်ကြီးကြီးစီကိုဖုံးဆက်ပြီးပြောလိုက်မှဒီဒုက္ခကြီးကနေကင်းဝေးသွားပြီးအပြင်ဘုတ်ကိုပြန်ထွက်ရတယ်ဆိုပါတော့ဗျာဒါကအပြင်ဘုတ်နဲ့ပတ်သက်တဲ့လိုင်းဝင်ရတဲ့အကြောင်းလေးဖြစ်ပြီးနောက်ထပ်ငွေကုန်ပေါက်တစ်ခုကတော့လာစဉ်ထုတ်ဝေရတဲ့နရသိန်းမဂဇင်းနဲ့တရားပွဲကျင်းပတာတွေပဲအမှန်တော့ထောင်ထဲမှာထုတ်ဝေတဲ့နရသိန်းမဂဇင်းဆိုတာတကယ်တော့အကျဉ်းသားတွေစီကနေပတ်စံကောက်ပြီးလောက်တာဗျာမဂဇင်းထွက်တော့မယ်ဆိုရင်တကြီးတွေကလိုက်ပြီးတခန်းကိုဘလောက်ပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပတ်စံကောက်ကြတာပေါ့ဒါအပြင်တရားပွဲကျင်းပပြီဆိုရင်လည်းတကယ်တမ်းတရားနာရတဲ့သူကရာခဏန်းလောက်ပဲရှိပြီးအကြံနဲ့ထောင်သားတွေကတော့တရားပွဲမပြီးမချင်းကိုအခန်းထဲမှာတင်ကိုတုတ်တောင်လှုပ်လို့မရပဲပုံစံထိုင်နေရတာပါပြင်ကနေရုပ်ရည်ကြီးလိုက်ရင်တော့ထောင်ကြီးကတိတ်ဆိတ်ငြိမ်သက်နေပြီးအဖေအသံတရားသံနေနဲ့အေးချမ်းနေပါတယ်ပေါ့အထဲမှာအကျဉ်းသားတွေဘလို့နေရတယ်ဆိုတာကိုတော့ဘယ်သူမှမသိနိုင်ကြပါဘူးအခန်းထဲမှာပုံစံထိုင်နေရတဲ့အကျဉ်းသားတွေခင်ဗျာတရားပွဲပြီးလို့ဧည့်သည်တွေပြန်သွားမှသာတန်းဖြုတ်ခွင့်ကရှာတာပါဒါကတခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ဆိုတော့တချို့အကျဉ်းသားတွေဆိုရင်တရားပွဲကျင်းပမယ်ဆိုရင်တော့လန့်နေကြတဲ့အနေအထားတွေဖြစ်ကြရပါတယ်ပြီးတော့အကျဉ်းတော်ဆိုတာအကျယ်ကြီးမို့လို့တချို့ဆိုရင်တရားပွဲရှိတဲ့သားပြောတာတရားဟောတာဘာညာလည်းမကြားရပဲဒီတိုင်းပုံစံထိုင်လိုက်ရတာပဲအဖက်တင်ကြတာလေထောင်ထဲမှာနရသိန်းမဂဇင်းနဲ့တရားပွဲကျင်းပတာတွေအပြင်နောက်ထပ်ငွေကုန်ရတာကတော့သတင်းကြိုမှာလျှက်စစ်မီလှူတာပန်းကတ်လှူတာတွေနဲ့အဝါဆိုလာမှာကတိန်ခင်းဖို့အတွက်ပရိသားပင်တွေလောက်ကြရတာပဲဒါတွေအားလုံးဟာအကျဉ်းသားတွေရဲ့ပတ်စံနေနဲ့လောက်ကြတာဖြစ်ပြီးတကယ်နာမည်ကောင်းဝင်ယူကြတဲ့သူတွေကတော့အကျဉ်းဦးစီးဌာနကဝန်ထမ်းဆိုတဲ့ကောင်တွေပဲပေါ့အမှန်တမ်းပြောရင်ဒါကြီးကအတော်တရားကြဖို့ကောင်းတယ်ဗျာအဝန်ထမ်းတွေဟာသူတို့ရမယ့်အပေါက်ဆိုရင်အကုန်နင်းကန်ရှာပြီးအကုန်ရမယ့်အပေါက်ဆိုရင်လည်းအကျဉ်းသားတွေကိုပဲချနင်းလေးရှိတာပါအစိုးဆုံးကတော့ဒီကောင်တွေကအကျဉ်းသားတွေဆိုရင်ကိုလူလို့မထင်ကြတဲ့ကိစ္စပဲဟုတ်ပါတယ်သူတို့အကျဉ်းသားတွေကိုကြီးတဲ့ပုံစံကလူတယောက်ကိုကြီးတဲ့ပုံစံမဟုတ်ပဲဝဲဝဲကျွန်းတယောက်လိုမျိုးကြီးကြတာပါပြီးတော့ဒီကောင်တွေဒီကနေဘလို့ငွေရအောင်လုပ်ရမလဲဆိုတာကိုပဲအမြဲကြံစီနေတတ်ကြတယ်လေတချို့ဆိုရင်ဝန်ထမ်းလုပ်တဲ့သူကိုတိတ်မကြောက်ရပဲဝန်ထမ်းကြော်ကိုပဲကြောက်နေရတဲ့အနေအထားတွေလည်းရှိပါသေးတယ်ပြောရရင်ဝယ်လင်းတို့ကအပြင်ဘုတ်ထွက်နေတဲ့သူတွေမို့ဝန်ထမ်းအရာတွေနားမှာအလုပ်လုပ်ကြရတာပါဒီလိုဆိုရင်ဝန်ထမ်းအရာမှာရှိတဲ့သူတွေကဟိုဟာခေါ်ခိုင်းလိုက်ဒီဟာခေါ်ခိုင်းလိုက်နဲ့အိမ်တွေတယောက်လိုမျိုးအခိုင်းခံရတာတွေရှိခဲ့ဘူးပါတယ်ဒါကသူတို့ခေါ်ခိုင်းတဲ့အချိန်မှာသွားလို့ပေးရတာဖြစ်ပြီးပုံမှန်တိုင်းဆိုရင်တော့ဝန်ထမ်းကြော်တွေဘာတွေနဲ့တွေ့ရင်အပေး20ဝန်းကျင်လောက်မှာကလေးကခေါင်းကိုအောက်ငုံထားရပြီးမော်ကြီးကွင်းတော့မရှိကြပါဘူးခိုင်းစရာရှိလို့ခေါ်ခိုင်းပြီဆိုရင်လဲလက်နှစ်ဖက်ကိုရှေ့မှာရှက်ထားပြီး
ရိုးရိုးကျိုးကျိုးနဲ့နားထောင်ရတယ်ဆိုတော့မွေးလာကလေးကအိုယိုကြားထဲမှာနေလာတဲ့ဝန်ထမ်းသားသမီးတွေဝန်ထမ်းကြော်တွေဟာအဓာတွေကိုသူတို့ရဲ့ရပိုင်ခွင့်လိုမျိုးပဲမြင်လာတတ်ကြတာပေါ့အစိုးဆုံးကတော့ဝန်ထမ်းလုပ်တဲ့သူကိုယ်တိုင်ကရောဝန်ထမ်းကြော်ဆိုတဲ့ဟာရီယောကပါစာမဖတ်ကြတာပဲသူတို့တွေနဲ့စကားပြောကြည့်လိုက်တဲ့အခါမှာဒီကောင်တွေကအပြင်လောကမှာဖြစ်ပျက်နေတာတွေကိုဘာမှမသိကြဘူးအမွေးကလေးကဒီထဲမှာကျင်းနေကြပြီးအကျဉ်းသားတွေဒီကနေငွေဘယ်လောက်ရမယ်ဆိုတာတော့ပဲသိနေကြတာပါဆိုတော့အကျဉ်းသားတွေခင်ဗျာဝန်ထမ်းကလှီးလိုက်ဝန်ထမ်းကြော်ကလှီးလိုက်နဲ့လုံးချလိုက်နေတာပေါ့ထောင်ထဲမှာနေရတာကညဘက်ဆိုရင်တော့ရင်ခုန်စရာကောင်းတာလေးတခုတော့ရှိတယ်ဗျာအဲ့ဒါကတော့အညာဘက် TV မှာပါလာတဲ့ပရိဟိနန်းတော်ဆိုတဲ့အစီအစဉ်လေးကြောင်ပါပဲကိုမောင်မောင်အေးတင်ဆက်တဲ့ဒီအစီအစဉ်လေးကိုမိတ်ဆွေတို့အနေနဲ့မှတ်မိကြအောင်မယ်ထင်ပါတယ်အကျဉ်းသားတွေကအဲ့ဒီအစီအစဉ်ကိုကြည့်ပြီးတော်တော်များများလောင်းကြတယ်လို့ဆိုတယ်အစီအစဉ်ထဲမှာဒိုင်ကကန်ထူးရှင်ရွေးထားတဲ့နံပါတ်ကိုယူလာတယ်အထိုးသားတွေကတော့9000ဆို9000အပေါ်ကနေတဲ့သူနဲ့အောက်ကနေတဲ့သူတွေအမျိုးမျိုးရှိပြီးနောက်ဆုံးမှပေါ်လာတဲ့ပုံမဲကိုကြည့်ပြီးထိုးကြတာပါအဒိုင်တွေကအဲ့ဒါကိုကြည့်ပြီးအယောအစားလုပ်တာမို့အနိုင်မီဆိုရင်တော့လောင်းကြီးအနေနဲ့ကော်ပီမစ်ထုတ်တွေရပါတယ်ဒါအပြင်အချင်းသားတွေကနှလုံးသုံးလုံးနေလဲထိုးကြသေးတယ်ဗျာနှလုံးသုံးလုံးကိုဘသူကရောင်းတာလဲဆိုရင်အချင်းသားတွေကိုပြုတ်ပြင်းထိမ့်သိမ့်ပေးနေတဲ့ဝန်ထမ်းတွေကရောင်းကြတာပါပြီးတော့စိတ်ပါရင်ဘောလုံးပွဲတွေဘာတွေလဲအကုန်လောင်းလို့ရတယ်ပြောရင်ကထောင်ထဲမှာပတ်စံသာရှိရင်လောင်းကသားတွေမဟုတ်ဘူးအရက်တောက်တာနဲ့မင်းရှူတာတွေအထိကိုရှာပါတယ်ထောင်မှာမရနိုင်တာတခုပဲရှိတယ်အဲ့ဒါကတော့မိန်းမပဲဆိုတော့မိန်းမကလွှဲရင်ထောင်ထဲမှာအားလုံးရတယ်ဆိုတဲ့အနေအထားပေါ့ဒါဆိုရင်တခုပြောစရာရှိတာကအမင်းတို့ထောင်ထဲကကောင်းတဲ့အကုန်လုံးကစိတ်တက်ရုံညံ့နေကြတာလားလို့မေးတရားရှိပါတယ်အဲ့ဒီလိုတော့လည်းမဟုတ်ပါဘူးတချို့အေးအေးဆေးဆေးနေပြီးကြားသိတဲ့ပြစ်ဒဏ်ကိုခံရင်အထောင်ထဲကနေအေးအေးဆေးဆေးထွက်သွားခြင်းတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့စောစောကပြောသလိုမျိုးလိုင်းဝင်ရတာတွေဘောင်းချဖျက်ရတာတွေတယောက်နဲ့တယောက်နိုင်ရသားတွေကြားထဲမှာဒီလိုလူကလည်းဘလို့မှအေးအေးဆေးဆေးတွေမနေနိုင်တော့ဘူးလေမိတ်ဆွေတို့ဆိုရင်ရောတခုခုဖြစ်လာပြီဆိုရင်ကိုတာတဲ့ဘက်ကနေမလားဒါမှမဟုတ်နားတဲ့ဘက်ကနေမလားလို့မေးရင်တာတဲ့ဘက်ကိုပဲနေကြမှာပါဒီတော့ထောင်မှာနေရာကောင်းကောင်းလေးရဖို့အတွက်တခါတလေမှာစိတ်မပါဘဲနဲ့လှုပ်လိုက်ရတာတွေရှိတယ်လို့အခြေအနေကြောင့်ပြောင်းလဲနေထိုင်ရတာတွေလည်းအများကြီးပါပဲဒါတွေအားလုံးကိုလည်းအချင်းဦးသီးဝန်ထမ်းတွေကစနစ်တကျကိုအကောင့်ထဲပေါ်ပြီးလှုပ်ဆောင်နေကြတာပါပိုပဲလည်းလင်းပြောရရင်အချင်းတော်ဆိုတာမျိုးကအပြင်လူတွေမသိနိုင်မမြင်နိုင်မကြားနိုင်ကြတာမို့ဘယ်သူကမှလည်းအရေးလုပ်ပြီးတူးဆွနေကြတာမဟုတ်ဘူးလေဆိုတော့လွတ်လပ်ရေးခေတ်နောက်ပိုင်းမှာတစားနဲ့ရိုးရင်းပျက်စီးလာတဲ့အချင်းထောင်အုပ်ချုပ်ရေးစနစ်ကြီးဟာအခုချိန်မှပြောင်းလဲမယ်ဆိုရင်လည်းအနောက်တက်10နှစ်လောက်ကြာတဲ့အထိကိုပြုပြင်ပြောင်းလဲဖို့မလွယ်ကူတော့ပါဘူးအကြောင်းကတော့အချင်းဦးစီးဌာနကဝန်ထမ်းတွေဟာအချင်းသားတွေဒီကရတဲ့ပတ်စံတွေနဲ့လောက်အားတွေကိုသူတို့ရဲ့ရပိုင်ခွင့်တွေလို့အထင်ရောက်နေကြတာကြောင့်ပဲနေကုန်းအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဟာလောကငရဲမှာဝေကျွေးခံစားနေရတဲ့ကျွန်တော်တို့နိုင်ငံသားတွေရဲ့အဖြစ်ကိုအနေနဲ့တော့မျက်စိဖွင့်နားဆွင့်ကြည့်လိုက်ရုံနဲ့တင်သိနိုင်မြင်နိုင်တဲ့အနေအထားမှာရှိကြပါတယ်ဒါပေမဲ့အများသောအားဖြင့်တရားတစ်ခုကံတစ်ခုလိုသဘောထားပြီးဒီအတိုင်းမျက်စိမှိတ်နေကြလို့ဒါလောက်ဆိုးရတဲ့စနစ်ကြီးကနှစ်ပေါင်းများစွာကြာအောင်အတွန်းရှည်တည်တတ်နေခဲ့တာပါဆရာရဲ့အာဘော်အတိုင်းပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ခေတ်ကြီးမှာဒီလောက်ဆိုးရတဲ့စနစ်ကြီးရှိနေတာကိုတရားတစ်ခုကံတစ်ခုဆိုပြီးပြစ်ချထားရင်ကျွန်တော်တို့ဟာသစ္စာမဲ့ပြီးရုံညံ့တဲ့စာပေဝန်ထမ်းတွေဖြစ်ကုန်ပါလိမ့်မယ်ဒီစနစ်ဆိုးတွေလွှမ်းမိုးနေတဲ့အချင်းထောင်ကြီးကိုတိုက်ဖြတ်ဖို့ဘယ်နည်းနဲ့မှမရနိုင်ဘူးလို့လဲတွေးချင်တွေးနေကြပါပါဒါတွေဟာတကယ်မဟုတ်ပါဘူးဆိုပြီးတော့လဲမျက်စိမှိတ်ပြီးငင်းချင်ငင်းကြပါတကယ်အချင်းကြခံနေရတဲ့ကို့ပြည်သူပြည်သားတွေရဲ့ဒုက္ခကိုဖယ်ရှားဖို့ဆိုတာဘယ်သူစီကမှခွင့်ပြုမိတ်တောင်းစရာမလိုဘူးခေကြီးကောင်းမှာနိုင်ငံရေးမျက်နှာပန်းတွေပွင့်မှအလူသားအလုံးချမ်းသာကြွယ်ဝမှဒါတွေကိုတိုက်ဖြတ်မယ်ဆိုရင်
အကျဉ်းချခံနေရတဲ့အကျဉ်းသူအကျဉ်းသားတွေဟာအကြီးမားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေအောက်မှာနေမွန်းကြရမှာပါနောက်ပြီးအခုလိုမျိုးစာအုပ်တွေထွက်ရှိလာတာကိုလည်းအကျဉ်းဦးစီးဘက်ကနေဘလို့မှကျေနပ်ကြမှာမဟုတ်ဘူးဒါကြောင့်လူပြောသူပြောတွေများလာပြီဆိုရင်သူတို့နဲ့ပင့်ထားတဲ့ဇယိုက်ပြက်မီဒီယာတွေနဲ့ပေါင်းပြီးပြည်သူလူထုကိုအားလုံးကောင်းပါတယ်လို့လိန်ညာကြပါဦးမယ်တကယ်မီဒီယာသမားစစ်စစ်တွေကိုတော့စိတ်ကြိုက်လေးလာပါဆိုပြီးထောင်တကားကိုဖွင့်ပေးရမှာမဟုတ်ဘူးဒါကြောင့်သူတို့ဘလောက်ပဲလိန်နေပါသေးအမှန်တရားပေါ်ပေါက်လာပြီးပြည်သူတွေမျက်စိပွင့်လာတဲ့အထိရေးသွားအောင်မှာပါလို့ပြောရင်หนีကုန်းချုပ်သွားတယ်ဆိုပါတော့ဗျာဟုတ်ကဲ့ပါဒါလေးကတော့စာရေးဆရာမန်တောင်လုံးပြန်ရေးသားထားတဲ့မျိုးပြထောင်ချောင်းဆိုတဲ့စာအုပ်လေးကိုအချင်းချုပ်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အပြည့်စုံကိုဖတ်ကျင်နေဆိုရင်တော့တင်းစိန်ရတဲ့သိန်းပြစ်ဆန်ရဲဆိုပြီးဆရာမချိုးနယ်ဦးနဲ့အတူတူစာအုပ်လေးတစ်အုပ်ထွက်ရှိထားပါတယ်အဲ့ဒီမှာသွားပြီးဖတ်ပေးကြဖို့တိုက်တွန်းရင်ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီနေရာမှာပဲရှင်းနာလိုက်ပြရသည်ခင်ဗျာနားဆင်အားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ဗျာ